ပြချင်တယ်ဒါရင်ဘောပြင်တယ်ဟုတ်ကဲ့ပါလူများတွေကိုလက်ဆောင်ပေးမယ်ဆိုလို့ရှိရင်မင်္ဂလာဆောင်ပြန်ကမ်းမယ်ဆိုရင်အမှတ်တရဖြစ်အောင်ဆိုလို့ရှိရင်ဒါလေးတွေပေးတဲ့နဲ့ပေါ့တစ်ချောင်းမှာ2000ပဲရှိရယ်နာမည်လဲထိုးပေးနာမည်လဲထိုးလို့ရတယ်ပေါ့နော်အဲ့ဆိုတော့ကြတော့မင်္ဂလာဆောင်မှာလည်းပဲဘယ်သူနဲ့အမှတ်တရအဲ့လိုလေးတွေလုပ်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်ဟိုတခြားလူတွေလက်ဆောင်ပေးခြင်းလို့ဆိုရင်တေချာမှားထားလို့ရတယ်နာမည်အထိုင်လေးဆိုရင်တော့မရဘူးတင်တန်းနေမှာလေတင်တန်းသားတွေကိုဒီ stationery ပေးမယ်ဆိုရင်training list လေးပြီးပြီးသားပဲသူတို့နာမည်လေးတွေနဲ့အဲ့လိုလေးတွေလုပ်ထားရင်ဟိုတန်မိုးထားပါတော့အဲ့ဒါကဒါလေးတွေမှာယူလို့ရတယ်ဘယ်မှာမစိုးတော့သူတို့ရေးပေးပါမတန်ဖျားကတော်တော်များများဒီလိုဘောပြင်လေးလုပ်ထားပြီးသားရှိနာမည်လိုချင်တယ်ဆိုရင်ကို့ရှိတယ်မယ်နာမည်လေးရေးပြီးဖွင့်ပြီးပေါ့နော်ခဏပဲစောင့်ပါအဲ့ဒါလေးပြောချင်တာပါနာမည်လေးပေါ့အင်္ဂလိပ်လိုလည်းရတိုက်တယ်လို့ထိုးဒါပေမဲ့ညီမရိုးရရင်းဆိုရင်တော့နာမည်လေးညီမလိုထိုးရတယ်ကိုကတော့သဘောကျရုံးကတော့ဖို့ကိုင်းဖို့ဝန်ထမ်းတွေလက်ဆောင်ပြရလို့ပေါ့သူတို့နာမည်လေးတွေနဲ့ထိုးထားပြီးတော့မှဝင်ထားရတော့ customer ဖြစ်ပြီးတော့ရုံးဝန်ထမ်းတွေဖြစ်တဲ့အတွက်ကြောင့်ဘုံတင်ဆိုတာနံပါတ်တွေထိုးပါလို့ဆိုအရင်တက်ဖို့ရှိရတာဒါကြောင့်လို့လေအရင်မများဘူးဒါပေမဲ့တန်ဖိုးထားတဲ့ဒီပြောင်းရတဲ့တန်ဖိုးထားတဲ့ပုံပေါ်မှာဒီတန်ဖိုးဒါတော့ဘုံကတည်းကဆိုရင်လက်ဆောင်ပြီးသူတို့နာမည်လေးကိုထိုးတယ်ဘော